သူမချမ်းတော့ခါရဲဘလို့နေလဲခါရဲဘလို့နေလဲပြောဟမ်ခါရဲချမ်းလားအေးလားသူမချမ်းတော့သူစားလို့တော့လို့ကောင်းလားအဆင်ပြေလားကောင်းပါလေနေရတဲ့အဆင်ပြေပါ့နော်ကျွန်တော်တို့ပြီးအနွေးကြီးဝင်နေလို့မဖြစ်မချမ်းဘူးလားဒါအခုညာဘက်မှာတော့မချမ်းတော့ဘူးဟမ်ဒီမှာမပါတယ်မရိုက်တယ်ဟမ်ကျဲတယ်လားပြောလိုက်တာမိတ်တယ်မိမညာယူရတယ်အဲ့ဒါဟိုဇင်းရပြောလို့လောက်ပြီသမီးရိုက်ခဲ့သူပြောက်သွားလားဆက်ချမ်းသာလားဟမ်သိချမ်းသာပါလေဆက်ချမ်းသာအခုနေရထိုင်ပေါ့ပါနာစားလို့အဲ့လိုကောင်းပါပြီသမီးကလည်းစားတယ်အခုဆက်ခွန်နဲ့ကြာစီကျိုနော်အမလိုမျိုးဝေဒနာခံစားတန်ကြကြပေါင်းတဲ့နေပါပြောချင်တယ်ပြောအများကြီးကြည့်နေတာနော်ပြောကောင်းလို့ရှင်ပါတယ်ကိုလိုပဲကောင်းလို့ရှင်ပါတယ်လားဟုတ်ပါပြီနော်တောက်ကြပါလို့ကဲမနှိမ့်တယ်လို့ပဲနဲ့အချင်းတွေအဲ့ကြီးပဲနေတာလဲမနှိမ့်ရတော့ဘူးလားချတယ်ခါရဲဆိုလက်နှိမ့်ဆက်ဆိုရဖြစ်တယ်ဝမ်းသာပါလားအခုလိုပေါ်လေးဖြစ်သွားလားဟုတ်ပြီနော်ဟိုဒါစခွန်နဲ့ကြာဝေဒနာခံစားဟိုဆရာလည်းလေဒါကိုအပေါင်းအသင်းစိတ်မကောင်းလားအခုလိုလေကိုဟာကိုအိမ်နဲ့ရာနဲ့နေရာတွေဝေဒနာတွေကြောင့်လားအိမ်ကြီးချမ်းနေအခုတော့မရှိတော့အကုန်ရောက်ချပြီးတော့အခုဒါငှားနေတဲ့ဘဝရောက်ပါတော့တကယ်တော့အရင်ရင်နာဘောကောင်းတယ်နိနော်စောစောလေးတီးတိုင်းဆရာနဲ့နီးနီးလေးကိုမတွေ့တာလေနော်ဟုတ်အားလုံးပါကြောင်ပါကြပါစေလား